ဂျိုင်းကြားကပြောပြနေတဲ့ကျမကြီးချီနေတင့်ဂျိုင်းနဲ့ပတ်သက်လာရင်ဂျိုင်းမွေးနှုတ်ဖို့ဂျိုင်းမွေးရိတ်ဖို့ဂျိုင်းမဲနေတာကိုပြန်ပြူအောင်လုပ်ဖို့နဲ့ဂျိုင်းနဲ့ထွက်တာကိုအနှံ့ပြောင်းအောင်ဂျိုင်းနဲ့ပြောက်စီလိမ်ဖို့လောက်ပဲအာရုံစိုက်နေပါနဲ့ခန္ဓာကိုယ်ရဲ့တခြားအစိတ်ပိုင်းတွေလိုမျိုးပဲတင့်ဂျိုင်းကနေကျမကြီးချီတွေကိုမှန်းဆလို့ရနိုင်ပါတယ်တင်ကျမ်းမှာပြောရွှင်အောင်နေနိုင်ဖို့အတွက်ဂျိုင်းပါဝင်ခန္ဓာကိုယ်စိတ်ပိုင်းအလုံးကပြောင်းလဲနေတဲ့အရာအလုံးကိုပေါ်ပေါ်ဆဆလို့သဘောမထားဘဲနဲ့ဂရုစိုက်ပြီးကြည့်မိဖို့လိုအပ်ပါတယ်။ဒါမှသာကျမ်းမာရေးပြဿနာဆိုးဆိုးရမဖြစ်အောင်ကာကွယ်နိုင်ပါလိမ့်မယ်။ဒါကြောင့်တင့်ရဲ့ဂျိုင်းနဲ့ပတ်သက်ပြီးတော့စစ်ဆေးတဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ပုံမှန်ချက်အနက်ပြင်းခြင်းခန္ဓာကိုယ်ကအနံ့ထွက်တာကသဘာဝဖြစ်စဉ်တစ်ခုပါ။အရေးပြအောက်မှာချွေးတွေစုဆောင်းနေတာကြောင့်ဖြစ်တာပါ။ကိုရင်းကအဆိုးဆွဆုံနေရာတွေကဘက်တီးရီးယားတွေပေါက်ဖွားဖို့အတွက်အကောင်းဆုံးအနေအထားဖြစ်ပြီးတော့ဒီဘက်တီးရီးယားတွေကြောင့်အနံ့ဆိုးတွေထွက်လာရတာဖြစ်ပါတယ်။တာမန်ဂျိုင်းချွေးနှံထွက်တာကိုဂျိုင်းနှံပြောက်စီလိမ့်တာရေချိုးရင်အသေးချပုတ်တိုက်စီကြောတာတွေနဲ့ပျောက်ကင်းနိုင်ပြီးမဲ့တချို့ပြဿနာတွေကြောင့်ဂျိုင်းချွေးနှံနေတော့တော်ရုံနဲ့အနံ့ပျောက်ကင်းမှာမဟုတ်တော့ပါဘူး။ဂျိုင်းချွေးနှံပုံမှန်ချက်အနံ့ပြင်းနေတော့ thyroid ပြဿနာဒါမှမဟုတ်တင့်ခန္ဓာကိုယ်ရင်းကဟော်မုန်းညီညွတ်မျှတမှုမရှိတာကြောင့်ဖြစ်နိုင်တဲ့အတွက်ဆရာဝန်တွေပြသသင့်ပါပြီ။တင်းရဲ့ဂျိုင်းချွေးနှံကချိုးချိုးပြင်းပြင်းအနံ့ထွက်နေတာဒါမှမဟုတ်လက်သေးဖြစ်စေနဲ့ဒါမှမဟုတ်တတိပုံနဲ့ထွက်နေတော့ခန္ဓာကိုယ်တွင်အက်ဆစ်ဓာတ်များလို့နေတဲ့အခြေအနေပါ။ခန္ဓာကိုယ်ကတကြားဓာတ်ကိုပုံမှန်မဖြိုခွင်းနိုင်တဲ့အတိတ်ပဲပေါက်နေပြီးတော့ဒီလက္ခဏာကဆေးချိုယောဂဒါမှမဟုတ်ဆေးချိုအကျိုးလက္ခဏာဖြစ်နိုင်ပါတယ်။တစ်ချိန်လုံးရာရန်နေခြင်းဂျိုင်းကချွေးနှံထွက်တာကပုံမှန်အခြေအနေဖြစ်တယ်လို့ပဲဂျိုင်းပါဝင်ခန္ဓာကိုယ်တွင်ရာရန်တာကလည်းပုံမှန်အခြေအနေဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရာရန်တာကတော်ရုံနဲ့မပြောက်ကင်းခဲ့ရင်ဂျိုင်းရိတ်တဲ့ဓာတ်နဲ့ဓာတ်မတရာအနံ့သက်ပြောက်လိမ့်စီဒါမှမဟုတ်သေဝိတဲ့အဝိဇ္ဇာနဲ့ဓာတ်မတရာကြောင့်ဖြစ်နိုင်ပါတယ်။ဂျိုင်းနေရာမှာတစ်ချိန်လုံးရာရန်နေတော့ဂျိုင်းမှာဘက်တီးရီးယားဒါမှမဟုတ်မိုးပိုးကူးစက်ခံရတာကြောင့်ဖြစ်နိုင်တဲ့အတွက်ဆရာဝန်တွေပြသသင့်ပါတယ်။ဒီလိုဖြစ်ရင်ဂျိုင်းမှာအဝါဒါမှမဟုတ်အဖြူရောင်အဖက်တူတွေတွေ့မြင်နိုင်ရပါတယ်။နာကျင်ခြင်းဂျိုင်းနေရာမှာနာကျင်တာကအဖြစ်များတဲ့ပြဿနာတော့မဟုတ်ပါဘူး။ဒီလိုဖြစ်ခဲ့ရင်လည်းလက်မောင်းကြွက်သားတွေကြောင့်နာကျင်တာလည်းဖြစ်နိုင်ပါတယ်။ပစ္စည်းအလေးကြီးတွေတဲမရတာဒါမှမဟုတ်လက်မောင်းလေးစင်ကအပြင်းထန်လောက်တာတွေကြောင့်လက်မောင်းကကြွက်သားတွေကဒဏ်ပိပြီးနာကျင်တာပါ။ဒီလိုနာကျင်ခဲ့ရင်လည်းလေ့ကျင့်ခန်းလုပ်ပြီးချင်းဝေဒနာချက်ချင်းမခံစားရဘဲနဲ့နောက်တစ်နေ့လောက်ကြာမှသာနာကျင်နိုင်ပါတယ်။စိုးရိမ်စရာတော့မရှိပါဘူး။သူ့လိုပျောက်ကင်းသွားနိုင်ပါတယ်။ဒါပေမဲ့လက်မောင်းနာကျင်တာကတော်ရုံနဲ့မပြောက်ရင်တော့ဂျိုင်းရောက်ကအကျိတ်တွေရောင်ရမ်းတာကြောင့်ဖြစ်နိုင်တဲ့အတွက်ဆရာဝန်တွေပြသဖို့လိုအပ်ပါတယ်။အဖူပိတ်ပေါက်ခြင်းဂျိုင်းနေရာမှာနေစဉ်ထွေးအောင်နေရနဲ့ဘက်တီးရီးယားတွေစုဆောင်းမှုများလာတာကြောင့်အဖူပိန်လေးတွေပေါက်လာနိုင်ပါတယ်။ဆူဆွပြီးပူနေတဲ့ပတ်ဝန်းကျင်ကြောင့်လည်းမှုပိုးတွေပေါက်ဖွားနိုင်ပါတယ်။ဒီလိုယောဂပိုးတွေဝင်ရောက်တာကြောင့်တက်တောင့်တက်တာမရှိတော့ဘဲနဲ့နာကျင်မှုတွေခံစားနိုင်ရပါတယ်။ဓာတ်မတိမ်မှုဖြစ်စဉ်ချွေးထွက်လွန်တာနဲ့အပူများတာကြောင့်ဂျိုင်းနေရာမှာအဖူပိတ်ပေါက်နိုင်တဲ့အတွက်အိမ်တွင်းကုထုံအသုံးပြုပြီးတော့မိမိဘာသာမိမိကုသမှုခံယူတာထက်ဆရာဝန်နဲ့ကုသမှုခံယူဖို့ပိုမိုသင့်တော်ပါတယ်။အကျိတ်ပေါက်ခြင်းတင့်ကြိုင်းနေရာမှာခန္ဓာကိုယ်ကအညစ်အကြေးတွေစွန့်ထုတ်တဲ့ပြန်ရည်စိတ်တည်တည်လေးတွေအများပြားရှိပါတယ်။သူတို့ရောက်ရင်လာမှသာအသင်ကသတိထားမိနိုင်ပါတယ်။ဂျိုင်းနေရာမှာအကျိတ်တွေရောက်ရနေတာကိုစမ်းမိရင်လည်းသိပြီးတော့မစိုးရိမ်ပါနဲ့။တင့်ခန္ဓာကိုယ်ကယောဂပို့ဒါမှမဟုတ်ယောဂကိုတွန်းလှန်တဲ့အခါမှာလည်းဂျိုင်းကအကျိတ်တွေပေါက်လာတတ်ပြီးတော့သူ့လိုပျောက်ကင်းသွားနိုင်ပါတယ်။ဒါပေမဲ့တပတ်ကျော်ကြာတဲ့အထိအဲ့ဒီအကျိတ်ကမပျောက်ကင်းခင်တော့ဆရာဝန်တွေပြသဖို့လိုအပ်ပါပြီ။ကင်ဆာဒါမှမဟုတ်စိုးရိမ်ဖွယ်ရာယောဂပိုးကူးစက်ခံရတာကြောင့်ပါအထူးသဖြင့်အကျိတ်ရွယ်စာပြောင်းလဲလာရင်ပါတင့်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းအလုံးကသူ့နေရာနဲ့သူအရေးကြီးကြပါတယ်ဒါကြောင့်သင်အနေနဲ့မျက်နှာဝမ်းပိုက်လေပင်လက်ဒါမှမဟုတ်ခြေထောက်လိုမျိုးတိတာထင်ရှားတဲ့နေရာတွေအပြင်ခန္ဓာကိုယ်တစ်ခုလုံးကဖော်ပြနေတဲ့လက္ခဏာတွေကိုအာရုံစိုက်ထားသင့်ပါတယ်